လက်ရှိပြောင်းလဲနေတဲ့အုပ်ချုပ်ရေးစနစ်အရာသတိပေးမှုဆက်သွယ်ရေးစနစ်တွေကိုကြိုတင်ပြင်ဆင်ထားကြပါလာမဲ့မေလဟာဆိုလို့ရှိရင်ထူးထူးခြားခြားပြင်းထန်တဲ့မုန်တိုင်းတွေတိုက်ခတ်နိုင်တယ်လို့ပညာရှင်အများစုကခန့်မှန်းတယ်လို့ပဲ21ရက်နေ့အင်္ဂါနေ့မှာဆိုရင်ကချင်းပြည်နယ်အထက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းတို့မှာမိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာမိုးသီးပြီးတော့ရေခဲမိုးတွေကြောင့်လာမယ့်ရက်နေ့ပုံနေမှာတော့ကချင်ပြည်နယ်တစ်ခုလုံးပါစကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့တချို့နေရာတွေမှာမိုးသီးထန်နိုင်တဲ့အနေအထားရှိပြီးတော့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာတရိပ်ဖို့လွှမ်းနိုင်တဲ့အနေအထားရှိပါတယ်။ရက်နေ့ကနေရက်နေ့အထိတပတ်တာအတွင်းမြန်မာပြည်အနှံ့မှာဖြစ်ပေါ်လာနိုင်တဲ့မိုးရွာသွန်းမှုအခြေအနေတွေနဲ့မေလထဲမှာကြုံတွေ့ရနိုင်တဲ့မုန်တိုင်းသတိပေးတွေကိုဆရာတင်ပြပေးထားပါတယ်။ကချင်ပြည်နယ်မှာရေခဲမိုးရွာနိုင်တဲ့အခြေအနေနဲ့တနင်္သာရီတိုင်းကမိုးရွာသွန်းမှုအခြေအနေတွေကိုအသေးစိတ်လေ့လာနိုင်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါရှင်။မင်္ဂလာပါရာသီဥတုလေ့လာခင်များကျွန်တော်ဒီကနေ့ဧပြီလ20ရက်နေ့ကြိုထူးကရရှိတဲ့တိုင်းတာချက်တွေရာသူသမိုင်းဆိုင်ရာအထောက်အထားတွေနဲ့မြန်မာပြည်မှာဖြစ်လာနိုင်တဲ့ရာသီဥတုအခြေအနေများကိုဆက်လက်လေ့လာခံမှန်းတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအပတ်ကတင်ပြခဲ့တဲ့အတိုင်းမင်္ဂလာပင်လယ်ကတိုက်ခတ်တဲ့လေတွေကိုအပေါ်ပိုင်းလေအေးကဖိတဲ့အတွက်ကြောင့်မို့လို့ဆင်းပြီးတော့မြန်မာနိုင်ငံအနှံ့အပြားမှာလေတိုက်ခိုက်မှုသတိထားကြပါလို့ကျွန်တော်တို့သတိပေးခဲ့ပါတယ်ဒီကနေ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဒါခြေလိမ့်ပြီးတော့ဘယ်ရိုးမော့ကိုဝင်တိုက်တဲ့မင်္ဂလာပင်လယ်လေရဲ့ကြွေကြောင်းနဲ့အတူကျွန်တော်ကျိုးပင်ကောက်မှာလအီနီယိုတွေဘက်မှာလည်းဆက်လက်ပြီးတော့လေထားတယ်ဘာကြောင့်တိုက်ခိုက်တာလဲပဲကလေးအေးစီးကလဲဆိုတာတိုင်းတာခါမကြည့်ရအောင်ဒီကနေ့ရက်နေ့တနေ့မနက်ပိုင်းမှာဆိုရင်မင်္ဂလာပင်လယ်မှာရှိနေတဲ့လေဆိုင်ကဆက်လက်တည်ရှိနေပြီးတော့9ရာခိုင်နှုန်းကင်္ဂလာကိုဖျက်သွားပြီးတော့ကျန်တဲ့ဗမာပြည်အေရဝတီတိုင်းရန်ကုန်တိုင်းပဲမြောက်ကို꿰ပြီးတော့တွေ့ရပါတယ်ဒီအနေထားဆိုလို့ရှိရင်ဗမာပြည်အချမ်းကဆင်းလာတဲ့လေကြောင်းအောက်ကတက်သွားတဲ့လေပူစီးချောင်းကိုတားဆီးတဲ့အတွက်ကြောင့်မလို့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းနေပြည်တော်တို့မှာလည်းဆက်လက်ပြီးတော့မြေစိုက်တွေရုတ်တရက်တိုက်ခိုက်ပြီးတော့ပျက်စီးခြင်းတွေဖြစ်နိုင်တဲ့အနေအထားတွေရှိတယ်လို့ကြိုတင်သတိပေးပါရလားပင်လယ်ကထုတ်လုပ်တဲ့ရေငွေ့ထုတ်လုပ်မှုဟာဆက်လက်ပြီးတော့မြင့်မားနေပြီးတော့အဲ့ဒီရေငွေ့တွေဟာမင်္ဂလာပင်လယ်ဝလေစီးကြောင်းနဲ့အတူဗမာပြည်ကိုဆက်လက်ပြီးတော့တော့ပို့ဆောင်နေတဲ့အတွက်ကြောင့်မလို့ဆိုထိုင်းဆက်မြင်မာပြီးတော့အပူချိန်ထိန်းတဲ့အတွက်ကြောင့်မလို့တာမန်အပူချိန်ထက်ပိုနေတယ်လို့ကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်အထူးသိထားပါအထူးသဖြင့်ဒီရင်ခွင့်ဟာယောဂပိုးပွားပေါက်ဖွားမှုကိုမြင့်မားစေတဲ့အတွက်ကြောင့်မို့လို့ကျန်းမာရေးဖို့လိုပါတယ်ဒီနေ့ရက်နေ့သတင်းတွေမှာဆိုရင်ကချင်းပြည်နယ်အထက်ပိုင်းတစ်ခုလုံးစကိုင်းအထအပိုင်းတမနင်းသာရီအောက်ပိုင်းတို့မှာမိုးဆက်လက်ပြီးတော့ရွာသွင်းနေတဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်ဒီနေ့20ရက်နေ့ညရောက်တဲ့အခါမှာတော့ကျွန်တော်တို့ကပြည်နယ်မြောက်ဖျားမှာရေခဲမိုးဆက်လက်ပြီးတော့ရွာနေပါတယ်အဲ့ဒီရေခဲမိုးရဲ့အရှိန်နဲ့လေအေးကဗမာပြည်မန္တလေးအထိကိုဝင်လာတာတွေ့ရတဲ့အတွက်ကြောင့်မလို့တောင်ကတက်သွားတဲ့လေပူကိုဒီဘက်ကဆင်းလာတဲ့လေကြောင့်စကိုင်းတိုင်းအေယာမြစ်ရိုးမှာရုတ်တွေရဲ့မြေစိုက်လေးတိုက်ခိုက်ခြင်းတွေကြုံရနိုင်ပါတယ်။ရက်နေ့အင်္ဂါနေ့မှာဆိုရင်ကချင်းပြည်နယ်အထက်ပိုင်းစကိုင်းတိုင်းအထက်အပိုင်းတို့မှာမိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာမိုးသီးထန်ပြီးတော့ရေခဲမိုးတွေကျလာနိုင်ပါတယ်ထို့အတူတနင်္သာရီတိုင်းအောက်မှာမိုးအနှဲငယ်ကျနိုင်တဲ့အနေအထားရှိပါမှာတော့မိုးတင်ရိပ်တွေဖြစ်ပေါ်ပြီးတော့အထက်ဗမာပြည်ကတိုက်ခါတဲ့လေကြောင်းကြောင့်မလို့တချို့နေရာတွေမှာရုတ်တရက်မိုးပွဲလေးတွေကျနိုင်ပြီးတော့လေပြင်းတိုက်ခတ်နိုင်ပါတယ်ထို့အတူမိုးကြိုးကိုလည်းသတိထားဖို့လိုပါတယ်လာမယ့်22ရက်နေ့ပိုက်ထူးနေ့မှာတော့ကချင်ပြည်နယ်တစ်ခုလုံးနဲ့ပါစကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့တချို့နေရာတွေမှာမိုးသီးထန်နိုင်တဲ့အနေအထားရှိပြီးတော့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာတရိပ်လွှမ်းအနေအထားရှိပါတယ်3ရက်နေ့မှာတော့လေမှုကြောင့်မလို့မန္တလေးတိုင်းရဲ့အထက်ပိုင်းစကိုင်းထဲအထိကိုမိုးပွဲလေးတွေကျနိုင်တော့ကချင်ပြည်နယ်လည်းမိုးပွားလေးတွေဆက်လက်ပြီးတော့ကျရမှာဖြစ်ပါတယ်ဒါပေမဲ့24ရက်နေ့တောက်ကြနေ့မှာတော့ကချင်ပြည်နယ်တစ်ခုလုံးစကိုင်းတိုင်းဖြစ်ပိုင်းကားပြည်နယ်ကရင်ပြည်နယ်တို့မှာမိုးပွားလေးတွေဆက်လက်ပြီးတော့ကျဆင်းနိုင်တဲ့အနေအထားရှိပါတယ်လာမယ့်25ရက်မှာတော့ကရင်ပြည်နယ်မွန်ပြည်နယ်နာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့အလယ်ပိုင်းကချင်းပြည်နယ်တို့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်20တနင်္လာနေ့အပူချိန်ကတော့အေရဝတီမြစ်ရိုးတစ်လျှောက်မှာအပူချိန်မြင့်နေပြီးတော့မန္တလေးတိုင်းနဲ့မကွေးတိုင်းမှာအနည်းငယ်ပိုပြီးတော့ပိုပြင်းနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်
ခမားလွန်ရောင်ကြီးကတော့ကျွန်တော်ချင်းတောင်တန်းရှမ်းပြည်နောက်ဘက်ကျမ်းမှာခမားလွန်ရောင်ကြီးအနှဲငယ်ကျက်ရောက်နေပြီးတော့တိုင်းမှာလည်းခရမ်းလွန်ရောင်ကြီးကျရောက်တဲ့အနေအထားရှိပါတယ်လာမယ့်နှစ်11ရက်နေ့မှာလည်းထို့အတူပဲအပူချိန်ကမန္တလေးတိုင်းစကိုင်းတိုင်းမှာဆက်လက်ပြီးတော့မြင့်မားနိုင်တဲ့အနေအထားရှိပြီးတော့ခရမ်းတော်ရောင်ကြီးကတော့အနှဲငယ်ပါသွားတာကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်3ရက်နေ့မှာလည်းအပူချိန်နှဲငယ်ကျမယ်ဆိုပေမဲ့လည်းနဲ့အေယာဝတီမြို့တလျှောက်မန္တလေးတိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့အေယာဝတီမြို့မှာတော့အနှဲငယ်ပိုပြင်းနေတာကျွန်တော်တို့ကမှန်းတွေ့ရှိရပါတယ်24ရက်နေ့မှာလည်းမန္တလေးတိုင်းမကွေးတိုင်းရဲ့အေယာဝတီမြို့လျှောက်မှာဆက်လက်ပူစင်းတွေ့ရပါတယ်ကျွန်တော်တို့ဒီကာလဟာထူးသတိထားရမယ့်ကာလဖြစ်တယ်လို့ပဲလက်ရှိပြောင်းလဲနေတဲ့အုပ်ချုပ်ရေးစနစ်အရေးပေးမှုဆက်သွယ်ရေးစနစ်တွေကိုကြိုတင်ပြင်ဆင်ထားကြပါလာမယ့်မေလဟာဆိုလို့ရှိရင်ထူးထူးခြားခြားပြင်းထန်တဲ့မုန်တိုင်းတွေတိုက်ခတ်နိုင်တယ်လို့ပညာရှင်အများစုကခန့်မှန်းသလိုပဲအချိန်နဲ့အများကျွန်တော်နဲ့ကိုယ်တထေးတိုင်ပင်ပြီးတော့သတိပေးနေမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆရာရဲ့ခန့်မှန်းချက်အရလာမယ့်25ရက်နေ့ဝန်းကျင်မှာပြည်နယ်နဲ့တိုင်းတော်များများမှာမိုးရွာနိုင်တဲ့အလားအလာတွေရှိနေပါတယ်ရှင်မိုးလေဝသတင်းအချက်လက်တွေကိုအချိန်နဲ့တပြေးညီရရှိနိုင်ဖို့ကျမတို့နဲ့အတူဆက်လက်လေ့လာပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်